2025 grade 12 English question paper ကိုကြည့်အောင်နော်3နိုင်မေးခွန်းဖြစ်ပါတယ် number 1ကိုကြည့်အောင် number 1ဒီ10ချောင်းကိုဆက်မှတ်ပေးတာပေါ့တစ်ချောင်းမှန်တတ်မှတ်ပေါ့တစ်လုံးမှန်တတ်မှတ်အဲ့တော့မေးခွန်းက complete the sentence with the appropriate words သင်တော်တဲ့စလုံးကိုဖြည့်ပေးရမယ် initials are given အစစလုံးလေးတွေပေးတာအဲ့တော့ဒီမေးခွန်းကိုချိကပ်ဖြည့်ဆိုဖို့ဟာနော်ဘာသိရမလဲဆိုရင်အဓိက meaning စိတ်ကြရပါမယ် vocabulary တွေကြည့်ရသိရပါမယ်ဟုတ်ပြီနော်ဒီတကယ်အခြေခံအကြဆုံးဖြစ်တဲ့ meaning တွေမှာမသိဘူးအဓိပ္ပာယ်ကိုမသိဘူးဆိုရင်ဒါဖြေဖို့ကတော်တော်ခက်ခဲရှိပါတယ်တခြားရှုထောင့်တွေဖြစ်တဲ့เนาะတခြားနည်းတွေဖြစ်တဲ့ I guess from the context ဆိုပါတော့ရပါတယ်ဒါပေမဲ့ခုန meaning သိတဲ့အကြောင်းသားတော့ဒီမှတ်မှုเนาะ meaning သိတဲ့အကြောင်းသားကပို့ပြီးတော့မှန်မယ်ဆိုတာသိတာပါတယ်အဲ့တော့ဥပမာကြည့်အောင်ဒီ number 1မှာเนาะ after his death ကတော့တချို့တော့အဓိပ္ပာယ်သိတယ်เนาะ access သိရပါမယ် transfer သိရပါမယ် foundation အဓိပ္ပာယ်သိရပါမယ်ဒီဟာတွေသိပြီဆိုရင်တော်တော်လေးဒီအဖြေရဖို့တော်တော်လေး80 90ရာခိုင်နှုန်းတော့နီးစပ်ပါပြီဒါတွေမသိရင်တော့ကျွန်တော်တို့ရှောက်ဖြည့်တော့မယ်ကားတို့ပါတို့နော်ကောတို့ cell phone တို့ပါတို့ရှောက်ရေးတော့စီနဲ့ဆိုင်စီနဲ့စားတဲ့စလုံးလေးတွေကိုအဲ့တော့ကဒီ meaning တွေကိုသိဖို့ကဘာလို့မလဲတနည်းပဲရှိတယ်ကြက်ရပါမယ်ကြက်မယ်ဆိုတော့ကျွန်တော်တို့က meaning ကြက်တဲ့အကျင့်ကိုကျွန်တော်တို့ဒီငယ်ငယ်တည်းကနေပြိုးထောင်ထားပါမယ်ဒီ grade 12ရောက်မှထားပြီးတော့ meaning ကြက်တယ်ဆိုရင်ကြက်မှတ်တဲ့အကျင့်မရှိတဲ့ဆိုတော့တော်တော်အခက်အခဲရှိပါတယ်အခက်အခဲရှိတဲ့ဆိုတော့မကြက်ဘူးစိတ်ပြက်တယ်မကြက်တဲ့ဆိုတော့ဒါတွေဖြေလို့မရအောင်ဒီဘာသာတွေမဟုတ်တခြားဘာသာမှာပါအခက်အခဲဖြစ်လိမ့်ဒီမှာဆိုရင် meaning တွေဒါတန်းတွေကနေနော် grade 1 2လောက်ထဲကနေစပြီးတော့ဖြည်းတရက်ကို9လုံး3လုံးအဲ့လိုမျိုးတွေပေါ့ပါလေးကြက်ခိုင်းတယ်အတန်းထဲမှာပြန်မေးတယ်အတန်းကြီးလာပြီဆိုရင်လည်းကြီးတာတဲ့အလျောက်စလုံးလေးတွေတိုးတယ်နော်ကြက်ခိုင်းတယ်ပြန်မေးတယ်အဲ့လိုတဖြည်း meaning ချက်တဲ့အကျင့်ကိုပြိုးထောင်ပေးတယ်meaning ရတော့မှသာလင်ကျွန်တော်တို့ကဒီလိုမျိုးမေးခွန်းတွေကိုကောင်းမွန်ယုံကြည်နဲ့အမှတ်ကောင်းဖြေနိုင်တယ်မချက်ဘူးမချက်တဲ့ကလေးမျိုးနော်မချက်တဲ့ကလေးကြတော့ဥမာငယ်တဲ့ကလေးအလယ်တန်းကလေးတွေကိုကျွန်တော်ကောင်းလေးရှင်းပြတာပေါ့ချက်ချင်းရဲ့ကောင်းကျိုးမချက်ချင်းရဲ့ကောင်းကျိုးမချက်ချင်းရဲ့ဆိုးကျိုးတစ်ခါရှင်းပြတယ်နှစ်ခါပြောတယ်သုံးကနည်းနည်းလေးအတမမနဲ့ပြောတယ်မရဘူးဆိုရင်ကျွန်တော်လူကြီးမိဘအုတ်ထိန်တူနေစီကိုဓာတ်ရိုက်ဆက်သွယ်တယ်ဒီလိုပဲရှင်းပြတယ်ကလေးဆိုတော့သို့မဟုတ်ចောင်းသားဆိုတော့စာကိုကိုယူပြီးကြက်တာအရန်ရှားတယ်ငယ်တဲ့ចောင်းသားဆိုရင်တော့ကျွန်တော်တို့ကဟာငယ်တာဖြစ်တဲ့အတွက်သူတို့ကမိဘကနေပြီးတော့သွားကြက်ဆိုပြီးတော့ပြောလို့မရအောင်ကြက်ပြီးယူခဲ့မေးပေးရမယ်မရရင်ပြန်ချက်ခိုင်းရမယ်မေးပေးရမယ်ဟောတင်းမျှသားတဲ့အရွယ်ဆိုရင်လည်းပဲကြက်ဖို့သတိပေးတဲ့အနေဆိုရင်ကြက်ဖို့သတိပေးမှသူတို့ကကြက်တတ်တယ်ကိုကြက်တဲ့ចောင်းသားမျိုးကကြတော့ဒါရှိပါတယ်ရှားတယ်အဲ့တော့ကိုကမိဘအုတ်ထိန်လူမိဘနေပြီးတော့ဒီလိုလုတ်ပေးတဲ့ဆိုတဲ့အကြောင်းတွေကျွန်တော်တို့ကဆွေးနွေးတယ်တစ်ခါဆွေးနွေးတယ်မကြက်လာဘူးနှစ်ခါမေးရင်မရဘူးသုံးခါဒီလိုပဲဆိုရင်ကြတော့မိဘကိုလည်းပဲအနုအကျမ်းပြောပြီးသွားပြီចောင်းသားကိုလည်းပဲအနုအကျမ်းပြောပြီးသွားပြီဘလို့မှမရဘူးဆိုရင်တော့ရတယ်တော့တက်ပေါ့ကျွန်တော်တို့လည်းမတတ်နိုင်တော့ဘူးအဲ့တော့အဲ့ចောင်းသားဒီတောက်လျှောက်အဲ့လိုအခက်ခဲနဲ့နှပန်းလုံးပြီးတော့ကြီးတဲ့အထိသူကအင်္ဂလိပ်စာအခက်ခဲပေါင်းစုံနဲ့သူရင်ဆိုင်ဖြစ်ပန်းရမှာသိကြတယ် number 1 question ကိုကြည့်အောင် after his death ဒါတော့ပြန်တတ်တယ်နော် access ကသူ့ရဲ့ပိုင်ဆိုင်မှုတွေ transfer ကြတော့နော်လွှဲပြောင်းပေးလိုက်တယ်အဲ့တော့ foundation အတင်းဖွဲ့နော်ပြည်သူ foundation တို့ဘာလို့ကြားဘူးတယ်ဟုတ်ပြီလားအဲ့တော့က foundation တစ်ခုကိုလွှဲပေးလိုက်တယ်အဲ့တော့သူကွယ်လွန်ပြီးနောက်ဆိုတဲ့စကားပါတယ်သူ့ရဲ့ပိုင်ဆိုင်မှုတွေပါတယ်လွှဲပြောင်းပေးလိုက်တယ်ဘယ်ကိုလွှဲပြောင်းပေးတယ်လဲဆိုရင်နော်လူမှုကူညီရေးပရဟိတ foundation တစ်ခုကိုလွှဲပြောင်းပေးလိုက်တယ်ပေါ့ charity နဲ့ဆိုင်နေအောင်ဖြည့်ရ charity နဲ့ဆိုင်နေအောင်ဖြည့်ရမယ်ဆိုတော့ကျွန်တော်တို့ကအဓိပ္ပာယ်ကိုရပြီးနော်ပရဟိတအသင်းပရဟိတ foundation တစ်ခုကိုသူကလွှဲပြောင်းပေးခဲ့တယ်ပေါ့အဓိပ္ပာယ်သိပြီဆိုရင်ဒီလိုမိကုန်းမျိုးကိုဖြည့်ရင်အဓိပ္ပာယ်သိပြီဆိုရင်အဓိပ္ပာယ်သိတာနဲ့တစ်ခါတည်းကောက်ပေးရတယ်ပေါ့တခြားစဉ်းစားရမယ့်အချက်တွေရှိတယ်အဲ့တော့အဲ့စဉ်းစားရမယ့်အချက်တွေကိုကြည့်ကြအောင်ပါအဓိပ္ပာယ်သိပြီးတဲ့နောက်မှာကျွန်တော်တို့ကဒါတွေစဉ်းစားရမယ်အဓိပ္ပာယ်သိတယ်ဥမာပျော်ရွှင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုသိတယ်ကျွန်တော်တို့ကဖြည့်ရမယ်အကွက်လာဒါပေမဲ့ happy ဖြစ်မလား happily ဖြစ်မလား happiness ဖြစ်မလားအဲ့ word form တွေကကျွန်တော်တို့ကထပ်ရွေးရမယ် word form ကိုမှန်အောင်ရွေးပြီးတကားလားအဲ့ word တစ်ခုစီ word form တစ်ခုစီတိုင်းမှာထပ်စဉ်းစားရမယ့်အရာတွေရှိတယ်အဲ့တော့အဓိပ္ပာယ်ပထမဆုံးသိဖို့က meaning ကိုသိမှရ meaning ဆိုသိဖို့ကကျွန်တော်တို့ကငယ်ငယ်တည်းကအဲ့ဒါကြက်တဲ့အကျင့်ကိုပြိုးထောင်ပြီးမှရမယ်ပေါ့အဲ့တော့ဥမာကျွန်တော်တို့ကဒီနေရာမှာ
နော်နောင်ကိုဖြည့်ရမယ်ဆိုတာသိသွားပြီနောင်ဖြည့်ရမယ်ဆိုတာသိရင်ဒုံးဆိုပြီးတော့ကျွန်တော်တို့ကတော့မဖြည့်နေနဲ့ကိုဖြည့်ရမယ်နောင်ဒီအနေတာအများတာ verb ဖြည့်ရမယ်ဆိုတာသိပြီ ing လား verb 2ကိုဖြည့်မလား passive voice verb 3လားနော်သို့မဟုတ် verb infinitive ကိုမေးတာလားနော် imperative verb ကိုမေးတာလား adjective adverb ကိုဖြည့်ရမယ်ဆိုရင်youလားနော် comparative adjective er လား adjective est ကိုဖြည့်ရမလား ing adjective ed adjective တခြား adjective ဘယ် adjective ကိုရွေးရမလဲဒါမျိုးလေးကိုတွဲပြီးစဉ်းစားပြရမယ်ဒါကြောင့်ဒီစလုံးအဓိပ္ပာယ်ကိုသိတဲ့အပြင် word form ကို number 2မှာမေးတယ် number 2မှာဝင်တဲ့တစ်ကြောင်းနှစ်ကြောင်းဝင်တဲ့ word form ကိုထည့်ပြီးတော့စဉ်းစားရပါမယ်ဒါကြောင့်ငငယ်ထဲကနေပြီးတော့အင်္ဂလိပ်စာအခြေခံလေးတွေကိုမပြတ်အောင်ကြိုးစားပြီးတော့သင်ခဲ့မှသာလျှင်ဒီအတန်းဒီအဆင့်ဒီ level ရောက်အဆင့်ပြေမယ်ငငယ်ထဲကကျွန်တော်တို့က singular plural ဘာမှမသိဘူးဘယ်လိုရွေးရမှမသိဘူးပြီးရင်adjective er နဲ့ est ကိုဘယ်လိုခွဲရမှမသိဘူးဘယ်အချိန်မှာဘယ်လိုသုံးရမှမသိဘူးဆိုရင်ဒီအချိန်မှာဒီမေးခွန်းကိုကျွန်တော်တို့ကခက်တယ်လို့ပြောပြီးပဲဟုတ်ပြီနော်အဲ့ဒါမေးခွန်းရဲ့ပြဿနာလားကျောင်းသားအခြေခံမခိုင်ခဲ့တဲ့အခြေခံခိုင်အောင်မသင်ခဲ့တဲ့အခြေခံခိုင်အောင်သင်ပေးဖို့ပြက်ကွက်ခဲ့တဲ့နော်ကျွန်တော်တို့ရဲ့ပြဿနာလားဆိုတာကိုကျွန်တော်တို့ကပြန်သုံးသပ်ဖို့လိုတယ်အဲ့ဒီမှာကျွန်တော်ခုနပြောသလိုမျိုးနော်အတိတ်ပဲသိပြီးပြီအတိတ်ပဲသိပြီးတော့ကိုကတလုံးနဲ့ကိုဖန်ဖြည့်တယ်လို့မရဘူးအဲ့တော့အတိတ်ပဲသိပြီးခုနစဉ်းစားမယ့်အရာတွေကိုစဉ်းစားရမယ်အခုဒီမှာကျွန်တော်တို့ word form အပိုင်းကိုစဉ်းစားအောင်အဲ့တော့ foundation က noun form အရှိမဖြည့်ရမယ်ဟာနှစ်မျိုးစဉ်းစားလို့ရတယ် charity foundation ခုနဒီပရိဟိတအသင်းဖွဲ့သို့မဟုတ် charitable foundation ဒါလည်းပဲပရိဟိတအသင်းဖွဲ့ပဲအဲ့တော့နှစ်မျိုးလုံးဘယ်ဟာကိုဖြည့်မလဲနှစ်မျိုးလုံးမှန်တယ်အဲ့တော့ဒီ international exam တွေဆိုရင်ကြတော့ तू ကမှန်နိုင်တဲ့အဖြေ3-5မျိုးကိုတစ်ခါတည်းရေးပေးထားတယ်အခုဒီမြန်မာပြည်ကြတော့ကျွန်တော်မပြောတတ်ဘူးအဲ့တော့က charitable foundation နဲ့ဖြစ်နိုင်တယ်လို့ charity foundation နဲ့ပဲဖြစ်နိုင်တယ်နှစ်ခုလုံးမှန်တယ်ဘယ်ဟာအမှန်ဆုံးတစ်ခုတည်းဆိုရင်ကြတော့ charity foundation ဆိုတာနည်းနည်းစကားပြောဆန်တယ်ပေါ့နော်အရာသုံးစကားဆန် charitable foundation ကြတော့ကျွန်တော်တို့ကစပူစ formal informal နဲ့ပြောလို့ရတယ်ပေါ့အဲ့တော့နောက်တစ်ချက်ကဖတ်စာအုပ်တွေက textbook တွေကဟာကိုကြည့်မယ်ဆိုရင်ကြတော့သူက charitable ပဲပေးထားတယ်ဒါတော့အရှင်းဆုံးဟာကိုမှန်နိုင်တာပေါ့ဟုတ်ပြီနော်နှစ်ခုဖြစ်နိုင်တယ်စာဆန်တွေက formal informal charitable charity foundation ကကြတော့စကားပြောဆန်တယ် charitable foundation ကြတော့စာဆန်တယ်နောက်တစ်ချက် textbook ထဲဟာနဲ့ကြည့်မယ်ဆိုရင်ကြတော့ charitable foundation ဟာပို့ပြီးတော့ကောင်းတယ်ပေါ့ဟုတ်ပြီနော်ပြီးတော့နောက်တစ်ခါပေးထားတဲ့မိကုံကိုပြန်ကြည့်မယ်အောက်ဘက်မှာနော်ဘာလေးပေးထားလဲဆိုရင် after his death ကွယ်လွန်နေရပါတယ် access ဆိုတဲ့စကားလုံးပါတယ်ဒါစာဆန်တဲ့စလုံး transfer ဆိုတဲ့စလုံးပါတယ်ဒါဆန်ဆန်တဲ့စလုံးဒါကြောင့်အကြောင်းအရာအားလုံးကိုသုံးသပ်လိုက်ရင်ပေးထားတဲ့ဝက်ချအနေထားကိုကြည့်လိုက်ရင်လည်းပဲ charitable foundation ဟာအသင့်ဆုံးပဲပြောလို့ရမယ်အမှန်ဆုံးကိုရွေးပါဆိုရင် charitable foundation ကိုရွေးရမယ်ဖြစ်နိုင်တဲ့အဖြစ်တွေအားလုံးကိုပေးမယ်ဆိုရင်ကြတော့ charity လည်းပဲဖြစ်နိုင်ပါတယ်ဒါကရွေးလိုက်တဲ့အဲ့တော့ကျွန်တော်ခုရွေးလိုက်တဲ့ step ကိုကြည့်ရင်ဝက်ချကိုဖတ်တယ်အဓိပ္ပာယ်ကိုစဉ်းစားတယ် number 3သတိထားမယ်အချက်တွေကိုစဉ်းစားတယ်အဲ့ step အတိုင်းသွားတယ်ဆိုတာသိရအဲ့ step အတိုင်းသွားထားပါတယ်ခုနဟာ charity လည်းဖြစ်နိုင်တယ်လို့ charitable လည်းဖြစ်နိုင်တယ်ဆိုတဲ့အဖြစ်ကိစ္စကိုကြည့်အောင်အဲ့တော့အခုဒီ Cambridge က IGCSE နော် marking scheme mark scheme ကိုကြည့်အောင်အဲ့ mark scheme မှာဘာရေးထားလဲဆိုတော့နော်ဟောဒီမှာကြည့်ကြအောင်နော်ဒီ number 1မှာနော် then number 1အစားဘယ်ဟာလေးကိုကြည့်မလဲဆိုရင်ဒီ principle number 3ကိုကြည့်အောင်နော် principle number 3ဒီမှာ number 3က marks must be awarded positively positive ရေးရမှာဒီမှာ bold type letter နဲ့ရေးထားတယ်ဟုတ်လားစလုံးနဲ့အဲ့တော့ positively ဆိုရင်နော်အမှတ်တွေကိုကောင်းတဲ့စိတ်နဲ့ပေးဖို့တဘောကတော့အမှတ်ပေးခြင်းစိတ်နဲ့ရတာလေးတွေကိုစူးစမ်းရှာပြီးတော့ပေးဖို့ဟုတ်လို့မျိုးငါတော့နှုတ်ထည့်လိုက်မယ်ဒီကောင်တော့ငါစော်ထည့်လိုက်မယ်ဒီเจ้าသားကတော့ဟင်းကြည်သားငါနှုတ်ထည့်လိုက်မယ်အဲ့စိတ်နဲ့မဟုတ်မနဲ့ကောင်းမြတ်တဲ့စိတ်နဲ့အမှတ်ပေးခြင်းစိတ်နဲ့ရှိတဲ့စိတ်နဲ့ပေးပါဟာဆိုပြီးတော့ဒီမှာအတိအကျရေးထားတယ် positively ဆိုပြီးတော့ဒီစလုံးလေးကိုကြည့်ကြအောင်တွေ့လား marks must be given and should be given positively ဟုတ်နော်အဲ့တော့ကရသွားပြီဟုတ်ပြီနောက်တစ်ခုကြည့်အောင်နောက်တစ်ခုက marks ဒီကောင်းလေးကိုကြည့်နော် marks are awarded for correct valid answer as defined marking အမှတ်ပေးစီမင်းတဲ့အတိုင်းပေးပါပါတယ်ဒါပေမဲ့ credit given ဒါပေမဲ့ဘယ်ဟာကိုလဲထပ်ပေးရမလဲဆိုရင်
go beyond ကျော်သွားတယ် the scope of the syllabus သင်ရိုးတွေဘာတွေကိုကျော်သွားတယ် and masking အမှတ်ပေးစီးမြင့်ကိုကျော်သွားတယ်အမှတ်ပေးစီးမြင့်တဲ့မှာမပါဘူးသင်ရိုးထက်တောင်ကျော်သွားတယ်အဖြေတွေကိုတဲ့ credit ပေးလိုက်ပါတယ်တကယ်လို့အခက်အခဲရှိတယ်ပေးရမလားမပေးရဘူးလားမသိဘူးဆိုရင် team leader ကိုယ့်ရဲ့အဖွဲ့ခေါင်းဆောင်တိုင်မြင်ပါတယ်အဲ့မှာကျွန်တော် point out လုပ်ချင်တာကအမှတ်ပေးစီးမြင့်တဲ့မှာမပါဘဲနဲ့အမှတ်ပေးစီးမြင့်တဲ့ကြော်တဲ့ဟာတွေသင်ရိုးတဲ့ကြော်တဲ့ဟာတွေကိုပါဖြည့်လာပြီဆိုရင်လည်းပေးလို့ရတယ်နော် credit ပေးတယ်မပေးတယ်မသေးကြဘူးဆိုရင်ခေါင်းဆောင်နဲ့တိုင်မြင်ပါဆိုပြီးတော့ပြောတာဟုတ်ပြီလားနောက်တစ်ချက်ဆက်ကြည့်အောင်နောက်ထပ်ဘာတွေကိုကျွန်တော်ပြချင်တယ်ဆိုတော့ဒီဘက်မှာဒီကောင်းလေးနော်ဒီကောင်းလေးကိုကြည့်ကြAကိုကြည့်မယ် credit answer which are what it differently ဟုတ်တွေ့လားand then from the masking ဒီသုံးလေးကိုကြည့်တွေ့လားစကလုံးဟာကွဲပြားတယ်စကလုံးကွဲတယ်အမှတ်ပေးစီးမြင့်စကလုံးနဲ့ကွဲတယ်ဒါပေမဲ့ same meaning အဓိပ္ပာယ်တူတယ်ဆိုရင်ပေးလိုက်ပါတယ်ရှင်းတယ်ဟုတ်ပြီလား unless the masking and then require specific term masking မှာအတိအကျဒီစလုံးပါရမယ်လို့မညွှန်မချင်းစကလုံးကွဲတယ်အမှတ်ပေးစီးမြင့်တယ်ဒါပေမဲ့အဓိပ္ပာယ်တူရင်ပေးလိုက်ပါတယ်ပြီးရင်နောက်တစ်ခုဒီကောင်းလေးကိုကြည့်then answer example which are not written in the masking တွေ့လားအဖြေတွေပြီးတော့ example တွေကအမှတ်ပေးစီးမြင့်မှာမရေးထားဘူးမှန်တယ်ဆိုရင်ပေးလိုက်ပါတယ်ဟုတ်ပြီလားအဲ့တော့နောက်တစ်ခုကြည့်အောင် and then နောက်တစ်ခုကဘာလာမလဲဆိုရင် and then external writing record ဟုတ်ပြီဒီနှစ်ချက်လေးဆိုရင်ဒါတော်တော်လေးပြည့်စုံအဲ့တော့ဆိုလိုချင်တာကအမှတ်ပေးစီးမြင့်ထဲမှာလည်းပဲ तू ကအဖြေကိုဖြစ်နိုင်တဲ့မြအဖြေ3-5မျိုးရေးပေးထားတယ်အဲ့3-5မျိုးတဲ့ကြော်လွန်ပြီးတော့အမှတ်ပေးစီးမြင့်ထဲမှာမပါဘူးကျောင်းသားကသိတယ်ရေးတယ်အဓိပ္ပာယ်ဆိုရင်ပေးလိုက်ပါသင်ရိုးထက်ကြော်ရင်ပေးလိုက်ပါဟုတ်ပြီလားနောက်တစ်ခါthen စကလုံးတွေကွဲတယ်အဓိပ္ပာယ်သူရင်လည်းပေးလိုက်ပါဆိုပြီးတော့ဒီလိုနော် Cambridge က somewhere ဒီမှာဆိုရင်တော့ဒီလိုအတိအကျရေးထားတာကိုတွေ့ရပါတယ်ပြီးတော့နောက်တစ်ခါအရေးကြီးဆုံးကကျွန်တော်တို့နော်စာစစ်တဲ့နော်ဆရာမတွေကကောင်းမြတ်တဲ့စိတ်နဲ့ရတယ်မရတဲ့ဟာတော့ပေးခိုင်းတာမဟုတ်ဘူးရနိုင်တယ်မြအမှတ်လေးတွေကိုပေးပါဆိုပြီးတော့နော် marks must be awarded positively လို့ရေးထားတယ်ကျွန်တော်တို့အဲ့လိုပဲပြန်လိုက်တယ်ဟုတ်ပြီလား okay အမှတ်ပေးတဲ့နေရာမှာ positively ဆိုပြီးတော့ Cambridge ကနေပြီးတော့ဒီစလုံးနဲ့ဒီ adverb နဲ့သုံးထားတာတွေ့ရတယ်ဟာမြင်မသားတို့ဖြတ်ရများတာတို့ဘေးမြင်နဲ့မတဲ့တာတို့နော်full stop ကြံခဲ့တာတို့စလုံးပေါင်းမှားတာတို့အဲ့ဒါမျိုးတွေကိုပြစ်ချက်တွေလိုက်ရှာပြီးတော့အမှတ်ဘယ်လိုရှော့ရမလဲလို့စဉ်းစားဖို့တဲ့အမှတ်ဘယ်လိုပေးရမလဲဆိုတာ positively တွေးပါဆိုပြီးတော့ရှာပါဆိုပြီးတော့သူတို့ညွှန်ထားတယ်ပေါ့နော်ဟုတ်ပြီနော်number 1မှာကြည့်အောင် number 1မှာနှစ်ခုလုံးဖြစ်နိုင်တယ်ခုနကလိုမျိုး positively ပေးပါဆိုရင်ကြတော့ charity ကိုလည်းပေးလို့ရတယ်ဟုတ်ပြီနော်ပြီးရင်ဟာဒီဝက်ကြတွေဒီစာတွေခက်တယ်ဆိုပြီးတော့ကျွန်တော်တို့ပြောကြတယ်အဲ့တော့ပြောကြတော့ကကျွန်တော်ဒီ number 1ငယ်နော် level ကိုကြည့်အောင် level sentence level ကိုစဉ်းစားတဲ့နေရာမှာဒီဝက်ကြထဲမှာပါတဲ့ vocab number 2 sentence structure အဲ့နှစ်ပိုင်းကိုထည့်ပြီးတော့စဉ်းစားတာပေါ့ vocab ကို sentence structure ကိုဒီ grade 12 level နဲ့နော်ညီတဲ့စာကြောင်းဖြစ်ပါတယ်ကျွန်တော်တို့ textbook မှာပါတဲ့ sentence structure တွေနော် vocab တွေကိုကြည့်ရင်ဒီလိုမျိုးတွေ့ရတယ်နော် sentence ဒီတူတဲ့အပိုင်းတွေကိုtextbook နဲ့ပြဋ္ဌာန်းတဲ့ textbook နဲ့ညီတဲ့ sentence structure တွေ vocab တွေကိုတွေ့ရတယ်ဟုတ်ပြီလားပြီးရင်ဒီ charitable ဆိုတဲ့စာလုံးဟာ unit 1မှာအနောက်ဆုံးမှာပါတာတွေ့ရပါတယ်ဖတ်စာအုပ်ထဲဝက်ချအောင်ပဲမေးသွားတာပါဟုတ်ပြီလား B2 level B2 ဆိုတော့နော်ဒီ FCE level ရှိတယ်ပေါ့နော် Cambridge exam တွေမှာဆို FCE level ရှိတယ်ဟာ FCE level ဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲကျွန်တော်တို့ကနော်movers flyers level တွေပဲကျွန်တော်တို့ကတတ်တာမဟုတ်ပါဘူး grade 12ကျောင်းသားအထက်တန်းရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ကျောင်းသားဟာကဘာမှာကန့်တတ်ထားတာဒီ B2 level ရှိရပါမယ်အသက်အရာရော grade အရာရောအသက်14 15 16 19ဒီ B2 level ရှိရပြီးရင်အတန်းအရာ grade 12မှာ grade 12ဆိုတာ high school ရဲ့အမြင့်ဆုံးအတန်းဒီ B2 level ရှိရပါမယ်ဒါကဘာမှာကန့်တတ်တာဒါကြောင့်အသက်အရွယ်အရာရောဒီပြဋ္ဌာန်းတဲ့စာအုပ်အရာရောကဘာ
ကန့်သက်ချက်အရာပါကျွန်တော်တို့က B2 level ကိုရောက်နေရမှာဟာကျွန်တော်ကမရောက်ဘူးဆိုရင်ကျွန်တော်တို့ဒီဘာကြောင့်မရောက်လဲရှားမယ်နေရာဒေသအနေအထားအရတင်ကြားသူတွေက quality တွေကကွာသွားနိုင်တယ်အဲ့အတွက်ဒီ level ကိုမရောက်တော့ကျွန်တော်တို့ဒီနောက်မကြသေးဘူးရှိတဲ့အချိန်လေးမှာတိထိုက်တဲ့ English knowledge တွေကိုရအောင်ဆက်လုပ်ဆိုလိုချင်တာ grammar ဆိုရင် grammar word form verb form တွေ hard tenses တွေဘလို့ဘာညာဘလို့လဲဆိုတာသိအောင်ကြိုးစား vocab အခု line ပေါ်မှာရောပြင်ပမှာရောစာအုပ်တွေရှေ့ခေတ်လို့မဟုတ်ဘူးကျွန်တော်တို့ကျောင်းတက်တဲ့1979လို့မဟုတ်ဘူးဟုတ်ပြီလား line ပေါ်မှာရောနော်ပြင်ပမှာရောစာအုပ်စာတမ်းဘောင်းလုံးရှိတယ်ရှာပြင်ဆင်ကြက်တင်တာကြက်မှတ်တင်တာမှတ်နားလည်အောင်လုပ်တင်တာလုပ်ကျင့်တင်တာကိုကျင့်ဒီ level ကိုရောက်လာတယ်မလုပ်ဘဲနဲ့ကျွန်တော်တို့ကဒီလိုပဲထိုင်နေတယ်ဆိုရင်တော့မရောက်ဘူးပြဿနာတွေ့တယ်ဒီပြဿနာဘယ်လိုရှင်းမလဲရှင်းတဲ့နည်းလမ်းတွေ့တယ် action စလုပ်ဒါဆိုရင်တစ်ချိန်မှာရောက်ပါအဲ့တော့ပြန်ချုပ်ရင်ဒီဝက်ကြဒီစလုံးဒီ B2 level ရှိပါတယ်မခက်ဘူးတော့မင်းမခက်ပါဘူးဘာကြောင့်မခက်ဘူးလို့ပြောရဲဆိုရင် grade 12ကျောင်းသားတယောက်ဒီအသက်နော်15 16 19ကျောင်းသားတယောက်ဒီ level မှာရှိတဲ့ level ဖြစ်ပါတယ်ဒါကြောင့် number 1မှာလှည့်ထားတာလည်းမရှိပါဘူးဖတ်စာအုပ်တွေကစာအုပ်ပါအဲ့တော့နော်တင်မျှသားတဲ့အင်္ဂလိပ်စာ level ရောက်ထိုက်တဲ့ level ရှိတဲ့ကျောင်းသားတယောက်အတွက်အရန်ခက်တဲ့ပု္ပ္ပာတော့မဟုတ်ပါဘူး number 3ကိုကြည့်အောင် his heart burned with as a result of her words ဒီစကားလုံးကြီးကြတော့လွယ်တယ်နော် as a result of her words လွယ်တယ်သူစကားလုံးကြောင့်သူစိတ်ထဲမှာဒေါသထွက်တယ်ဆိုတော့ fury ဆိုရဲရတယ် his heart burned with fury ဖြစ်နိုင်တယ်နောက်တစ်ခါ frustration စိတ်ရှုပ်ထွေးတယ်စိတ်အနှောက်အယှက်ဖြစ်ရတယ်နော်အားမလို့အားမရဖြစ်ရတယ်အဲ့စလုံးကိုလည်းသုံးလို့ရတယ်အဲ့တော့က burned with fury ကကြတော့ဒီစကားပြောတဲ့နေရာမှာသုံးတာပုံများတယ် burned with frustration ကြတော့စာနေရာမှာပုံများတယ်ပြီးရင်နောက်တစ်ချက် lesson 2 unit 2 page 13 unit 2 paragraph 6 page 13 unit 2 paragraph 6 have a feeling of contentment ဆိုတဲ့စာပိုက်မှာနော် frustration ဆိုတဲ့စလုံးပါတယ်ဒါကြောင့်စာတဲ့ဆန်နဲ့နော် textbook ထဲမှာလည်းပါတဲ့ frustration ကိုယူရင်ပိုသိနိုင်တယ်ဒါကြောင့် number 3ရဲ့အဖြစ်ဒီ his heart burned with frustration as a result of her words အဖြစ်သိပြီစိတ်ရှုပ်ထွေးတယ်စိတ်အနှောက်အယှက်ဖြစ်တယ်နော်အမလို့အမရဖြစ်တယ်အဖြစ်သိပြီဆိုရင်အတိတ်ပဲသိပြီဆိုရင်တခြားဟာကိုစဉ်းစား frustration စီ noun ဖြစ်တဲ့အတွက်သူဒီ singular plural စဉ်းစားရမယ်ဒီမှာစိတ်နဲ့ဆိုင်တဲ့ဝါဟာရ abstract noun ဖြစ်တဲ့အတွက် general feeling ကိုပြောရင် s ထည့်စရာမလိုအများစု frustration ကိုရေးရင် s ထည့်တွေမရှိပါဘူးဒါကြောင့် frustra tion ကိုရေးလိုက်ရင်ဒါအဖြစ်မှန်သွားပါပြီပြီးရင်နော် sentence level ကိုကြည့်အောင် difficulties level ကိုကြည့်ကြအောင်ဒီ number 3ကြတော့ကျွန်တော် B1 level ထဲပဲထည့်ချင်ပါတယ်ဘာကြောင့်လဲဆိုတော့ပေးထားတဲ့ vocab အားလုံးအဆင်ပြေတယ်အဖြစ်တဲ့ frustrations မှာ frustration ဆိုတဲ့စလုံးရတယ်ပဲခုန grade 10နေပါတယ်မှာတွေ့ပြီးသားစလုံးဖြစ်နေနော်အရင်ခက်လာတဲ့စလုံးမဟုတ်ဘူး sentence structure အပိုင်း vocab ပြီးသွားရင် sentence structure အပိုင်းမှာလည်းပဲသူကလွယ်တယ်အဲ့ဒါကြောင့် B1 level ထည့်ခြင်းတယ်တချို့ပညာရှင်တွေကကြတော့ခုနပြောတဲ့ he burned his heart with ဆိုတဲ့အသုံးဟာဒီ figurative language အလင်္ကာဆန်းတဲ့အသုံးကိုသုံးထားတယ်ပေါ့နော်သူစိတ်ထိခိုက်အကြီးအကျယ်စိတ်ထိခိုက်နာကျင်ခံစားရတယ်အသေးကွဲရတယ်နှလုံးသေးပုတ်တမျှခံစားရတယ်ဆိုတဲ့အသုံးကိုသူကဒီလို figurative language အလင်္ကာဆန်းရေးထားတဲ့အတွက် B2 level တဲ့ထည့်တင်ပါတယ်ဆိုပြီးတော့ပြောတာနော်ဒါအရန်တော့အရေးမကြီးပါဘူးအဲ့တော့ burn is a figurative language တော့ဟုတ်တယ်ဒါပေမဲ့အရန်ခက်တယ်ရမဟုတ်ဒါကြောင့်ကျွန်တော် B1 နဲ့ပဲထည့်လိုက်ပါတယ်1 2တက်ဆိုင်ပို့လွယ်ပါတယ် number 4ကိုကြည့်အောင် to be employed at this level ဒီ level မှာအလုပ်ရဖို့ပါနော်ဒီ level မှာဝင်ပြီးတော့အလုပ်လုပ်ဖို့ပါ must have a degree ဘွဲ degree ရရမယ်နော်ဘွဲရရမယ် as aလိုအပ်ချက်တစ်ခုအနေနဲ့ဘွဲရရမယ်နော်ဘွဲ degree တစ်ခုကလိုအပ်ချက်တစ်ခုအနေနဲ့ဆိုရင် prerequisite နော် prerequisite prerequisite မိကုန်းမှာပေးထားတဲ့ vocab တွေ sentence structure တွေကအရင်မခက်ဘူးဒါပေမဲ့မေးတဲ့ရှားတဲ့စလုံးကြတော့ခက်တယ်ပေါ့ဒီမှာ noun ဖြစ်ရမယ်သိပြီ a ရဲ့အနောက်မှာ noun ဖြစ်ရမယ်မှသိရင် singular plural ကြည့်မယ် a ဖြစ်တဲ့အတွက်အနောက်မှာကျွန်တော်တို့ and then เนาะ s ပါလေလိုက်เสียမလို့ရိုးရိုးပဲ prerequisite တခါတည်းဖြစ်ရုံပဲဟုတ်ပြီနော်အဲ့တော့เนาะဒီ level ကိုပြန်ပြီးတော့သုံးသပ်ကြည့်အောင် to be employed ဆိုရအောင်ဒါသူ passive form နဲ့ရေးထားတဲ့အတွက်သူကเนาะဒီ b ဒီ and then k ဒီ level တဲ့ပါတယ်ပေါ့
B1 level နဲ့မှာပါညနော် B ဒီ level နဲ့မှာပါတယ် at this level ကြတော့ဒါပုံမှန်တွေ့နေကြ command phrase ပဲနော် flyers level တွေပါတယ်ပဲရှိတယ် high flyers ပေါ့ဟုတ်ပြီနော်နော် A2 level ပြီးရင် one must have က must နဲ့ have နဲ့သွဲထားတဲ့အတွက်သူကနော်ခုနပြောတဲ့ B2 FCE level တွေကိုထည့်ထားတယ်နော်ပြီးရင်ဒီအဖြေစလုံးကိုကြတော့သူကမြင့်တဲ့စလုံး B2 plus ထဲတောင်ထည့်ထားတယ် FCE တဲ့မြင့်တယ်ဆိုပြီးတော့ထည့်ထားတယ်ဒါကြောင့်နော်ဒီမှာတွေဘလို့ပဲရေးထားတာအားလုံးကိုခြုံကြည့်လိုက်ရင်ဘာဖြစ်လို့ဆိုဒီ to be employed ဆိုတာသူတို့ဘလို့ပဲမြင့်တယ်ပြော employed ဆိုတဲ့စလုံးတွေကမှန်းလို့ရတယ် at this level ရတယ်ပဲเนาะ grade 4 5 level ပဲရှိတယ် must have ကလည်းပဲ must have plus verb 3ရလွဲလို့เนาะခုနပြောတဲ့ကျန်တာနည်းနည်းပုံမှန်ထဲမှာပါတယ်เนาะ common usage ထဲမှာပါတယ်ပြီးရင်ဒီအဖြေစလုံးဖြစ်တဲ့ prerequisite ကလွဲလို့ကျန်တာတွေအားလုံးဒီ B1 level ထဲမှာပဲ level ထဲမှာပဲဝင်ပါတယ်ဒါကြောင့်ကျွန်တော် B1 နဲ့ကိုပဲထည့်ချင်ပါတယ်number 4မှာအဖြေက prerequisite ASA ဆိုတော့ A ဖြစ်တဲ့အတွက်ကြောင့် S ထည့်စရာမလိုဘူးဒီစလုံးနဲ့ပဲအရန်ခက်တယ်လို့ထင်ရတယ်နော်ဒါပေမဲ့ဒီစလုံးကိုနှစ်နေရာမှာသုံးထားတယ် unit 10 pages 116 နဲ့117မှာထင်ထင်ရှားရှားကိုသူ့အသိပဲပါအောင်သုံးထားတာတွေ့ရတယ်စာအုပ်လေးဖွင့်ပြီးတော့ပြန်ပြီးတော့ကြည့်နော် page and unit 10 pages 116 နဲ့117မှာ number တွေရဲ့အပေါ်မှာဇယားတွေရှိတယ်number တွေရဲ့အပေါ်မှာလည်းပါတယ်ပြီးရင်117မှာ117မှာဇယားမှာလည်းပဲလိုအပ်ချက်များဆိုတဲ့အဓိပ္ပာယ်ကိုပေါ်အောင်ရေးထားတာတွေ့ရတယ်ခက်တယ်စာအုပ်ထဲမှာစနစ်တကျသုံးပြထားတာတွေ့ရတယ်ကြက်တယ်ဖတ်တယ်ဆိုရင်ကျွန်တော်တို့ဒါအရင်နော်စဉ်းစားမရတဲ့စလုံးထဲမှာမပါဘူးခက်တော့လည်းပဲဒါကြောင့်ကျွန်တော် B1 လေးကိုပဲထည့်ထားပါတယ်ထည့်ထားပတ်ထားတဲ့ဟာတွေလည်းတစ်ခုမှမပါဘူးဒါနံပါတ်4ပါအဲ့မှာ vocab တွေချက်ဖို့ဘာကြောင့်အရေးပါတယ်ဆိုတာကျွန်တော်တို့ကြည့်ကြည့်အောင်ဒါကျွန်တော်တို့ငယ်ငယ်တုန်းကဖြေတဲ့ status level မှာတွေ့တာပုံလေးတွေနဲ့ spelling တွေ meaning တွေကိုစစ်တာနောက်တစ်ခုကြည့်ကြအောင်ကျွန်တော်တို့ဟောဒါ movers level တွေ့တာပုံနေပါလာပြီ movers level မှာကြတော့စကလုံးဒီလိုမျိုးတွေ movers နဲ့ sign နဲ့ movers level နဲ့ sign နဲ့ sentence တွေပြီးတယ် vocab ဖြစ်တယ်ကျွန်တော်တို့အစိုးရအကြောင်းတွေမှာလည်းပဲဒီလိုမျိုးဆန်ဆန် vocab တွေကို grade 5တွေ grade 4တွေเนาะgrade 8 9เนาะစနစ်တစ်ဆို grade 9 10အထိဒါမျိုးတွေမေးတယ်သူ့ရဲ့အသက်အရာ level အရာတော့ဝက်ကြတွေကမြင့်သွားတာပေါ့နောက်တစ်ချက်ကြည့်ကြအောင် movers ပြီးရင် flyers ဟော flyer ကြတော့ပုံနေမပါတော့စာလေးနဲ့ဒီ vocab တွေဖြည့်ရတာတစ်ကြောင်းတစ်ကြောင်းဖတ်ကြည့်လိုက်ရင်သိနိုင်မယ်နောက်တစ်ချက်ကိုကြည့်အောင်ဒါ KED KEY level ကြတော့ तू ကဒီ vocab ကိုဒီဘက်ကစိုင်းပုတ်ထဲကစလုံးဟာဘယ်အဓိပ္ပာယ်ကိုစောင့်တယ်လဲဆိုတဲ့ vocab ကိုစစ်တာပဲနားလည်မှုကိုစစ်တာပဲအဲ့မှာ phrases တွေနော် and then word by word vocab တွေကိုသိမသိဆိုတာကိုစမ်းပြီးတော့ဒီအဖြေမှန်ကိုရွေးခိုင်းတာသူ့ level အလိုက် vocab ကိုစစ်တဲ့နည်းလေးတွေကွဲသွားတယ်နောက်တစ်ခုကြည့်ကြည့်မယ်ဒါ PED နဲ့ KED နဲ့ခက်ဆင်စင်ပဲဒါပေမဲ့သူ့ level အလိုက်ပို့ပြီးတော့ခက်လာတယ်ပေါ့ vocab တွေကိုသိဖို့အတွက် meaning တွေကိုသိဖို့အတွက်ဒါကြတော့ FCE ဟိုဘက်ဒီဘက်နော် vocab တွေကိုစစ်တာတွေ့တာ wonder expect assess ဆိုဘာအဓိပ္ပာယ်လဲဆိုတာကိုရွေးပြီးတော့ဖြည့်ရုံပဲစာပိုက်ထဲမှာ vocab ကြက်ထားမှရမယ်မကြက်ထားရင်ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးပြီးရင် IGCSE ဒီလိုပဲ vocab ကိုစစ်တာပဲအဲ့တော့ကျွန်တော်ဒီမှာနော် focus ထားပြီး point out လုပ်ချင်တာကငယ်တည်းကသို့မဟုတ်ကိုတိတဲ့ကနေပြီးတော့ဒီကလုံးမှရမယ်ဆိုတဲ့အရွယ်ကနေစပြီးတော့ vocab အခြေခံအကျဆုံး vocab တွေစကားလုံးတွေ meaning တွေ spelling တွေစကြက်ပါတစ်ဖက်ကလည်းပဲ knowledge of English ကိုတဖြည်းဖြည်းတက်အောင်လုပ်ပါဒါဆိုရင်အဆင်ပြေသွားလိမ့်မယ် vocab မှာမကြက်ရင်ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်ဟိုးအနောက်ဘက်က number 2နဲ့ဖြည့်လို့မရအောင်ပြီးရင် read the passage နော် reading comprehension ဖြည့်တဲ့ဟာလည်းပဲစာပိုက်ပေးပြီးတော့ဖြည့်တဲ့ကိစ္စတွေမှာလည်းပဲ vocab မှာအားနည်းချက်ရှိတဲ့အတွက်ဘယ်လိုပဲ guess from the context နော် educate the guess ဘယ်လိုပဲလုပ် vocab သိတဲ့ចောင်းသားလောက်တော့အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ကြက်ရပါမယ်ကြက်တော့မှသာနေနောက်ပိုင်းထောက်လျှောက်ဟိုဘက်ကဟာတွေလည်းအားလုံးလုပ်လို့ gain လို့ရလိမ့်မယ်မဟုတ်ရင် vocab မရတဲ့အတွက် number 1နေမကဘူးတခြားတစ်ခုလုံးမှမဖြေနိုင်တော့အဲ့တော့ဥပမာတစ်ခုပြရင်ကျွန်တော်တို့တင်ချာမှာငယ်ငယ်တော့တင်တယ်ငယ်ငယ်တော့အပေါင်းတင်တယ်ဆိုရင်အပေါင်းလေးတွေကိုကဏ္ဍလေးတွေနဲ့အရင်တွက်တယ်အနှုတ်ဆိုရင်အနှုတ်လေးတွေနဲ့အရင်တွက်တယ်ပြီးတော့မှပုတ်စာတွေလာတယ်မောင်ပါမှာတရသီး3လုံးရှိတယ်မောင်လှကနေပြီးတော့5လုံးဝယ်လာတယ်တရသီးမီများရှိမီနီခုနကဏ္ဍ3နဲ့5နဲ့ပေါင်းတာတော့မှမတွက်တတ်တဲ့ចောင်းသားတစ်ယောက်ဒီကျင့်လည်အောင်မတွက်ခဲ့တဲ့ចောင်းသားတစ်ယောက်ဒီ
ပုတ်စာမှာဘယ်လိုလုပ်တွက်နိုင်တော့မလဲဒီလိုပဲ vocab မှာရအောင်အဓိပ္ပာယ်မတိမကြက်ခဲ့တဲ့ចောင်းသားသည်ဟိုလိုစာပိုက်ထဲကဝက်ကြတွေကိုကျွန်တော်တို့ဘယ်လိုလုပ်ဖြေနိုင်ပြုနိုင်တော့မလဲအခုလိုမျိုးဝက်ကြနဲ့မေးလိုက်ရင်ကျွန်တော်တို့ဘယ်လိုလုပ်ဖြေနိုင်တော့မှာလဲမဖြေနိုင်တဲ့အချိန်မှာကိုဟာဒီကမြင့်တယ်ဒီကနှိပ်တယ်လို့ကျွန်တော်တို့ရှောက်ပြောလို့မရဘူးဘာအခုလိုမျိုးစနစ်တကျလေ့လာသုံးသပ် analyze လုပ်မေးတာတရားမျှတသလားကိုကလိုအပ်ချက်ဖြစ်နေသလားဆိုတော့ဟုတ်ပြီနော်ဟာဒါဆိုကျွန်တော်တို့ကတစ်နှစ်လုံးအတွက် vocab တွေအများကြီးပဲဟုတ်တယ်များတယ်ဒီ level မှာဒီလောက်ကျက်ကျွန်တော်တို့သူ့တက်မြင့်တဲ့ခုန TOEFL တွေပါတယ်ဖြေမယ် SAT တွေခုန IG တွေဖြေမယ်သူ့တက်များတဲ့သူ့တက်မြင့်တဲ့ IELTS တွေဖြေမယ်သူ့တက်များတဲ့သူ့တက်မြင့်တဲ့ vocab တွေကိုကျွန်တော်တို့ကရအောင်လုပ်ရတော့သူ့ level အလိုက်ပေါ့ဟိုငငယ်တော့လည်းမျိုး grade 4 grade 5လည်းမျိုး you can read this it is a B ပေးတာဆိုရင် it is a book လို့ဖြေရုံပဲဒီလို level တော့မလာတော့ဘူးပေါ့အဲ့မှာကျွန်တော်တို့ကျောင်းသားတွေရဲ့ပျော့ကွက်ကကြတော့ကိုတိထားတဲ့ငငယ်တုန်းကဥမာ grade 6 7 8 level လောက်အထိတိထားတဲ့ vocab တွေအဲ့ vocab level နဲ့ပဲကျွန်တော်တို့ကသွားတယ်ဟို grade 10 11 12 vocab က level အသစ်တွေကိုကြတော့ကျွန်တော်တို့ကမချက်ဖြစ်တော့ဘူးမသိတော့ဘူးအဲ့တော့ grade 10 11 12 vocab level ကိုမချက်ထားတဲ့ကျောင်းသားတွေဒီ grade 12 level ကဆက်မိကုန်းတွေကိုဘယ်နဲ့ဖြေလိုက်တော့မလဲကိုသိထားတဲ့ grade 8 level နဲ့ပဲကျွန်တော်တို့ကလိုက်ဖြေနေရောဖြေတော့မသိတဲ့စလုံးတွေအများကြီးပဲအဲ့တော့မဖြေနိုင်ဘူး number 5ကိုကြည့်အောင် Zingo's face was filled with pure blank as he listened to the music ဟော S ကဒီမှာဝှမ်းနဲ့ပြန်လို့ရမှာနော်တော့ခါ he listened to the music သူနော်ဒီတချင်းကိုဂီတကိုနားထောင်နေသောအခါသူမျက်နှာပြည့်နေတယ် pure ဘာတွေနဲ့ပြည့်နေလဲဆိုရင်နော်ပီတိဝမ်းသာပီတိသောမနတာတွေနဲ့ပြည့်နေတယ်ပေါ့ rapture ဆိုပြီးတော့ဖြည့်ရပါမယ် RAPTURE နော်ဒီဟာလည်းပဲဝကြအနေထား B1 A2 level လောက်ပဲရှိပါတယ်ဟုတ်ပြီနော်သုံးနဲ့မေးတဲ့စလုံးကကြတော့နည်းနည်းလေးစဉ်းစားရတာပေါ့ဒါတော့ကျွန်တော်တို့ဝန်ခံရမယ်နည်းနည်းလေးအသုံးတချို့ဝကြတွေမှာသုံးတဲ့မေးတဲ့စလုံးတွေကတကယ်လက်တွေ့ဘဝမှာနော်အသုံးနည်းတဲ့စလုံးတွေကိုမေးထားတာတွေ့ရတယ်အဲ့ဒါလေးတစ်ချက်တော့ပြောစရာရှိတယ်နော်ကျန်တာကတော့ level တွေညှိတယ်သူဟာလည်းပဲ textbook ထဲကစလုံးပါပဲ page 4မှာရှိတယ်နော် page 35မှာရှိတယ် unit 4 page 35မှာရှိတယ်မေးတဲ့ level ကစလုံးလေးကလွဲလို့ဝကြအနေထားအဓိပ္ပာယ်ဖတ်လို့နော်အဓိပ္ပာယ်အရင်စဉ်းစားလို့ဝကြအနေထားရှုပ်ထွေးမရှိမလားရှင်းတယ်ပေါ့ကျွန်တော် A2 ထဲတောင်ထည့်ချင်တယ်ဟုတ်ပြီနော်ဒါပေမဲ့ B1 နဲ့ပေးလိုက်မယ် high flyer ဆိုပါလို့ထဲမှာတော့ဝင်းတယ်သူဝကြအနေထားလှည့်ကွက်တွေလည်းဘာမှမရှိဘူးဟုတ်ပြီနော်အဲ့တော့ကဒါဆိုရင်ဒါက question number 1ရဲ့1 to 5ကို analyze လုပ်ပြသွားတာပါနောက်ဆုံးဒီ5ခုကိုအနှစ်ချုပ်လိုက်တယ်ဆိုရင် textbook ထဲကစလုံးကိုပဲမေးတယ် unit 1 2 2 10 4ကိုမေးသွားတယ်အဲ့တော့နောက်ထပ်5ပုဒ်တွေမှာဆိုရင်အားလုံးစုံအောင်ပါတယ်2 2 2ခုထပ်တာလွယ်လို့ကျန်တာအားလုံးစုံအောင်မေးသွားတာတွေ့ရတယ်ဒါကြောင့်အဲ့ textbook ထဲက unit အားလုံးကစလုံးတွေကိုကျွန်တော်တို့ကကြည့်ထားမှဒီမှာကျွန်တော်တို့ကအားလုံးဖြေနိုင်ပါလိမ့်မယ်မမှားအောင်ဖြေနိုင်ပါလိမ့်မယ်ဟုတ်ပြီလားအားလုံးကိုကြက်ထားရလိမ့်မယ်ပြီးရင် grade 12 level စလုံးကမေးထားတယ်ဒီ textbook ထဲကစလုံးကိုမေးထားတယ်အပြင်ကမမေးဘူးပြီးတော့ B2 level ကနည်းနည်းလေးမြင့်တဲ့ဝကြအနေထား40ရာခိုင်နှုန်းရှိတယ်နှိမ့်တဲ့ဝကြအနေထားအခု9ပုဒ်မှာတွက်လိုက်တယ်ဆိုရင်60ရာခိုင်နှုန်းရှိတယ်ပေါ့ဟုတ်ပြီနော်ဒါတွေကိုကောင်းကောင်းမွန်မွန်ဖြေနိုင်ဖို့ဟာဘာသင်နည်းတွေဘာနော်တခြားဘာစစ်ပေါင်းသင်ရမှာတွေဘာတွေကျွန်တော်တို့ညင်းစရာမလိုသေးဘူးဘာလုပ်ရမလဲဆိုရင်ဒီ3ခုကိုရှိရင်ဖြေလို့ရပြီ number 1ကအထက်တန်းကျောင်းသားအဆင့်စီရမှာကိုကဖြေတာ grade 12 grade 7 level နဲ့လာဖြေရင်တော့ဒါခက်ပြီပေါ့ unit အားလုံးက meaning တွေ spelling တွေမကြက်ထားဘူးမကြက်ထားမနဲ့မရမနဲ့ကျွန်တော်တို့လာဖြေတယ်ဘယ်လိုလုပ်ရတော့မလဲပြီးရင်ချက်ထားတဲ့လေ့ကျင့်ခန်းတွေလည်းများများလုပ်ရမယ်လုပ်တဲ့လေ့ကျင့်ခန်းတွေလွယ်တဲ့အောင်မလုပ်ရဘူး level 2တဲ့လေ့ကျင့်ခန်းများများလုပ်ရမယ်ဒီ3ချက်ကိုလုပ်ထားတယ်ဆိုရင်ကျွန်တော်တို့ number 1ကိုဖြေနိုင်ပြီ number 1ဖြေနိုင်ရင် vocab ရတယ်ဆိုတော့တခြားအင်္ဂလိပ်စာမေးခွန်းတွေကိုလည်းကျွန်တော်တို့ကလွယ်လကူဖြေနိုင်နေမယ်ဒီ number 1မှာဒါတွေကိုမပြင်ဆင်ထားဘူးဒီ3ချက်ကိုမပြင်ဆင်ထားဘူးဆိုရင်တခြားရခက်ပြီပဲဒီချောင်းသားဟုတ်ဒီကုန်းခက်တာမဟုတ်ဘူးကျွန်တော်တို့ကဒီ3ချက်မရှိတာအဲ့ number 1အတွက်ဟိုတင်ကြားမှုပုံစံအသစ်တို့ဗါတဲ့အသစ်တွေတေချာသင်ရမယ်ဗါတွေဘာမှလုပ်เสียမလိုသေးပါဘူးဒီ number 1အတွက်ကအရင်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်းနော်40နှစ်ပေါင်း50တင်နေအတိုင်းပဲ meaning check exercise တွေများများလုပ် level 2တဲ့ exercise တွေများများလုပ်ရမယ် meaning check spelling check level 2တဲ့ exercise များများလုပ်ဘာတင်ကြားမှုအသစ်မှမလိုသေးပါဘူး okay
နော်ဒါ number 1 to 5ကိုanalyze လုပ်ပြသွားတာပါအခါသိရင်တခြားတွေဆက်ပြီးတော့လုပ်ပေးသွားပါမယ် okay bye bye